လက်လီလီကိုတန်တရားဝင်နေတဲ့ဆီယမကန်ဒီဟာညအမောင်ထဲမှာကားပေါ်ကနေအဲလက်လီလီကိုစောင့်ကြည့်နေခဲ့လေစောင့်ကြည့်ရင်အချိန်ကြာလာတော့အိပ်ပျော်သွားခဲ့တယ်အဲ့ချိန်မှာတိုက်ခန်းထဲကနေတကားပွင့်လာပြီးအဲလက်လီလီအဘွားဟာကက်ကျေးတစ်ချောင်းကင်ပြီးပြေးထွက်လာခဲ့တယ်ပြီးတော့ဆီယမစပင်ကိုတိတ်တိတ်လေးညှက်ယူပြီးဘာမှမဖြစ်တယ်လို့ပြန်ဝင်သွားခဲ့တယ်ကျောင်းအုပ်ကြီးမာကက်ကအဲလက်လီလီအဘွားကိုတန်တရားဝင်နေခဲ့တယ်ကျောင်းအုပ်ကြီးမာကက်တန်တရားဝင်နေခဲ့တာကိုအဲလက်လီလီအဘွားကရိပ်မိခဲ့ပြီးစွန်အသက်ပညာနဲ့ဖြူစားခဲ့တယ်ဖြူစားခံရတဲ့ကျောင်းအုပ်ကြီးမာကက်ကိုဆီယာမကိုတတ်ဖို့အမိန့်ပေးခဲ့တယ်ကျောင်းအုပ်ကြီးမာကက်ရဲ့တပ်ဖြတ်ခြင်းရန်ကနေဆီယာမဂန်ဒီတယောက်လွတ်မြောက်နိုင်ပါမလား